နောက်တစ်ခုထပ်မိမယ်နောက်တစ်ခုကတော့ဒီတစ်ခါကိုဒီကစားဟေးသမီးလေး သမီးပဲလား တော့ပါသမီးရဲ့ဒီနေ့တန်တန်ကိုငါမျက်လုံးထဲမှာနဲ့မမြင်နေလို့ပါဒါဒီဖတ်ပြပါအောင်လွယ်တယ် ဟောအဲ့ဒါလေးလွယ်လွယ်လေး technology อ่ะ นี่ကိစ္စလေအတန်းထတော့မှန်ပါတယ်ဒါပေမဲ့တိကျမှန်အောင်တိကျ ဟာအဲ့ဒါလူတိုင်းအဲ့လိုပဲထွက်နေရဟာ technology อ่ะ ထားလိုက်ပါတော့တကနလာကြဒုက္ခအဲ့ဒါကြောင့်ဒီမှန်ပါတယ်ဒီတစ်ခုကတော့ကဲနောက်ဆုံးတစ်ခုအလွယ်လေးပဲအားလုံးနော်တယောက်တော့ရွေးရမယ်ဒီတစ်ခါကတော့ဒီတစ်ခါကတော့ဘသူရွေးရင်ကောင်းလေကောင်းလေနီလေးလက်ပါနီလေး သမီးပဲလား အေးငါမျက်လုံးနဲ့မြင်နေတာဟုတ်ငါလည်းမတတ်နိုင်ဘူးလက်ပါဦးဒါလေးလွဲပါလေအဒီတခါဆရာတိုင်မိမယ်နေရာအဲ့လိုမျိုးစလုံးနဲ့ခွဲဖက်ကတော့ဝါသနာရမ်းပါလေတင်မလား ကျန်တဲ့တင်တန်းသူတင်တန်းသားကြီးလည်းမေးလို့ရတယ် အောင်တော့မေးတော့မေးချင်တယ်ဒါမှငါမျက်လုံးနဲ့မြင်နေလက်ပါသမီးလေးဒါနောက်ဆုံးနော်ကဲဆရာရှိရတိုင်မိမယ်နော်လိုက်ပြောနော်မှန်အောင်ပြောနော် FAD fat အေးရှိယာ ဟာ နှစ်ခုပေါင်းတော့ fat ဟာ ဒီကောင်းနေကောင်းလိုက်တော့လိုက်တာပြန်လိုက်တော့သိမနေနဲ့တော့ အဲ့ဒါကြောင့်ပေါက်ပြီးနောက်နေ့ငါနဲ့ဆရာနဲ့တွေ့ပြီပေါ့ဒီတော့ဆရာနဲ့ငါနဲ့တွေ့ပြီပေါ့